မေမေတို့ကိုပြောပြမယ်ခလေးမွေးပြီးရင်စိတ်ညစ်တာပင်မနာတွေကပုံမှန်ပါဒါပေမဲ့ဒီခံစားချက်တွေကြာလာရင်တော့တတိထားဖို့လိုပါတယ်ဒီနေ့မှာတော့မိဖွားပြီးစိတ်ကြယောဂရဲ့တတိထားတဲ့လက္ခဏာ၃ခုကိုပြောပြပေးမယ်ပထမဝမ်းနေခြင်းစိတ်အလွန်အမင်းပူပန်ခြင်းတွေကနှစ်ပတ်ထပ်ပိုကြနေတယ်ပုံမှန် baby blues က1-2ပတ်အတွင်းပျောက်သွားတတ်ပါတယ်ဒုတိယခလေးအပေါ်စိတ်ဝင်စားမှုပျောက်ဆုံးခြင်းခလေးနဲ့ရင်ခွင်မှာမထားခြင်းတဲ့ခံစားချက်မျိုးဖြစ်လာတယ်တတိယကိုအပြစ်တင်တဲ့အတွေးတွေအဆက်မပြတ်ဝင်လာတယ်ငါမေကောင်းမဟုတ်ဘူးငါကြောင့်ခလေးထိခိုက်မှာစိုးတယ်ဆိုတဲ့အတွေးမျိုးပါဒီလက္ခဏာတွေကိုစောစည်းစွာသိရှိပြီးဆရာဝန်နဲ့ပြသခြင်းကမေတို့ရဲ့စိတ်ကြမ်းမာရေးကိုမြန်ဆန်ပြန်လဲကောင်းမွန်စေပါတယ်ဒါပေမဲ့လူမှုအတိုင်းဝိုင်းမှာမေဆိုတာဒီလိုခံစားရတာပုံမှန်ပဲလို့ပြောဆိုတတ်ကြတာမို့အကူအညီတောင်းဖို့ဝင်လေးတက်ကြပါတယ်မေတို့ဒါဟာမေတို့ရဲ့အပြစ်မဟုတ်ပါဘူးကုသနိုင်တဲ့ကျမ်းမာရေးအခြေအနေတစ်ခုပါနေ့စဉ်9မိနစ်စာကျမတို့နဲ့အတူလေးလာပြီးကျမ်းမာပျော်ရွှင်တဲ့မိသားစုဘဝလေးတိဆောက်ကြရအောင်